အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာဒါမျိုးတော့မသိတော့လို့မကြိုက်ပါဗျာအခုဒီတပွဲပြီးရင်တော့ပွင့်လာပြီပွင့်ကျေးဇူးအများကြီးတင်ပါတယ်ဗျာဟုတ်ကဲ့ဖော်ဖို့သူ့ဖြုတ်ချလိုက်ပါမယ်နော်သူ့ဖြုတ်ချလိုက်ပါမယ်ဗျာသူ့ဘုံဖြုတ်ချလိုက်ပါမယ်နော်